လို့တဲ့ဝတ်တဲ့တီးတဲ့ uniform ဝတ်စားမျိုးရှိတယ်ပေါ့နော်ဒါမျိုးကြတော့ခြားကော့ပုတ်လို့ခေါ်တယ်အဲ့တော့လုပ်ငန်းခွင်တော့ဒီ uniform ကိုဝတ်ပါလို့ပြောချင်တယ်ဆိုရင်အဝတ်စားဝတ်တောင်ကြတော့သုံးတဲ့ verb က ita အဲ့တော့ခြားကော့ပုတ်ဆိုတာကလုပ်ငန်းခွင်တော့ဝတ်တဲ့အဝတ်စား uniform အဲ့တော့ဒီ uniform ကိုဝတ်ပါလို့ပြောချင်တယ်ဆိုရင်တော့ခြားကော့ပုတ်ကို 입으세요ခုနရှင်းပြခဲ့တဲ့အတိုင်းပဲပေါ့နော် ita ကြတော့ဖတ်ချင်းပါတဲ့အတွက်ဆယ်ယူနဲ့ပေါင်းတဲ့အခါမှာအရှိရနဲ့ဆိုရဲဆယ်ယူနဲ့ပေါင်းရမယ်အဲ့တော့ 입으세요 작업복을 입으세요. 작업복을 입으세요. 유니폼ကိုဝတ်ပါလုံငန်းခွင်တော့ uniform ကိုဝတ်ပါဒီလိုသိပေးရပါတယ်နောက်ဆုံးတစ်ခုပြပြပေးမှာကလုပ်ငန်းခွင်လုံခြုံရေးအတွက်အချင်းချင်းတတိပေးတဲ့အခါသုံးတဲ့စလုံးအသုံးလုံးမျိုးပေါ့နော်အဲ့တော့ဒီနေရာကအန်ရီရှိလို့အနာမကပ်ပါနဲ့ဒါအန်ရီရှိလို့အနာမကပ်ပါနဲ့ဒီလိုမျိုးပြောမယ်ဆိုရင်ဝီဟောမာနီကာ가까이 가지 마세요. 위험하니까 가까이 가지 마세요. 그렇게 막 위험하다 소나 아니 시비. 비록 가까이 소나 아니나 안나오라 아니나 뭐노. 가지 마세요 소나 못 도와봐네. 아니 시의အတွက် အနာကိုမကပ်ပါနဲ့မြန်မာလိုပြန်ပြောလိုက်မယ်ဆိုတော့အန်ရှိတဲ့အတွက်အနာမကပ်ပါနဲ့အန်ရှိတဲ့အတွက်အဲ့ဒီအနာကိုမသွားပါနဲ့ဆိုတော့ 위험하니까 가까이 가지 마세요. 위험하니까 가까이 가지 마세요. ဟုတ်ကဲ့အခုထိပြောပြပေးခဲ့တာကဒီလုပ်ငန်းခွင်မှာလုပ်ဖို့အိုင်မဲ့အချင်းချင်းပြောဆိုဆက်ဆံတဲ့အခါမှာသုံးလို့ရတဲ့အသုံးလုံးချို့ပေါ့နော်အခုကျတော့ဒီစက်ရုံဒီလုပ်ငန်းခွင်တွေမှာဆိုရင်လုံခြုံရေးကအရေးကြီးတယ်အဲ့တော့လုံခြုံရေးနဲ့ပတ်သက်တဲ့ဒီကိုလုံခြုံရေးဒါမှမဟုတ်လုပ်ငန်းခွင်လုံခြုံရေးနဲ့ပတ်သက်တဲ့စလုံးအသုံးလုံးတွေကိုကလိုက်နာရမယ်စီကံနေဒါတွေလည်းအများကြီးစက်ရုံတွေမှာရေးထားကြတယ်တွေ့တယ်ပေါ့နော်အဲ့ထဲမှာတချို့တလေးပြပြပေးပါမယ်ပထမဆုံးလုပ်ငန်းခွင်မှာဆိုရင်ဒီလုပ်ငန်းခွင်တောင်းအုပ်ထုပ်ပေါ့နော် safety helmet ကိုမဖြစ်မနေစောင်းရတယ်လုပ်ငန်းခွင်တောင်းအုပ်ထုပ်ကိုစောင်းမှာဒီလိုမျိုးဆိုရင်ပြောမယ်ဆိုဘယ်လိုပြောမလဲ안전모를 꼭 쓰세요 안전모를 꼭 쓰세요ဒီမှာ 안전모가လုပ်ငန်းခွင်တောင်းအုပ်ထုပ် safety helmet ပြီးတော့စစ်တာဆိုတာပုံထားတယ်စစ်တာဆိုတာပုံမှန်အဓိပ္ပာယ်ကအသုံးပြုရဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါပေမဲ့ဒီအုတ်ထုပ်ဆောင်မှာနောက်မျက်မှန်တက်တာဒီကိုမှာသုံးတဲ့ပစ္စည်း accessory တွေနဲ့ပတ်သက်ပြီးတော့စစ်တာကိုသုံးရတယ်အဲ့တော့ 안전모를 쓰다ဆိုရင်အုတ်ထုပ်ဆောင်လုံခြုံရေးအုတ်ထုပ်ဆောင်မှာအုတ်ထုပ်ဆောင်တည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ 안전모를 쓰세요ဆိုလို့ရှိရင်အုတ်ထုပ်လုံခြုံရေးအုတ်ထုပ်ကိုဆောင်မှာအဲ့ဒီမှာ 꼭 ဆိုတဲ့စလုံးလေးဝင်လိုက်လို့ရှိရင်မဖြစ်မနေလုပ်ပြီးပါဆိုတဲ့အဓိပ္ပာယ်ဆိုတော့ 안전모를 꼭 쓰세요 안전모를 꼭 쓰세요. လုံခြုံရေးအုပ်ထုပ်ကိုမဖြစ်မနေစောင့်ပါဒီလိုအဓိပ္ပာယ်ရပါတယ်။ဒါဆိုဒီနေ့ကတော့ဒီလောက်ပါပဲရှင်။ဒီနေ့ပြောပြခဲ့တဲ့ဗီဒီယိုတွေကအကြောင်းအရာတွေထဲမှာကိုလည်းတကယ်သုံးဖြစ်တဲ့အသုံးနှုန်းတွေရှိရင်ဒါမှမဟုတ်လည်းဒီထဲမှာမပါမိမယ်ခဏခဏသုံးဖြစ်တဲ့အသုံးနှုန်းတွေရှိရင်လည်း comment မှာပြပြပေးခဲ့ပါအောင်နော်။ဒီနေ့ဗီဒီယိုကနေပြီးတော့လည်းတစုံတရာအကျိုးရှိမှလည်းပြနေပါမယ်။နောက်ထပ်လည်းဒီကိုရီးယားစကားအသုံးနှုန်းတွေဒါမှမဟုတ်ကိုရီးယားနိုင်ငံအကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုအကြောင်းအရာတွေပြပြပေးဦးမလဲဆိုတာကိုလည်းဆက်လက်ဆောင်ကြည့်ပေးပါအောင်ရှင်။ 오늘도 좋은 하루 되세요.